911ဖုန်းဆက်ပြီးတော့ပီဇာမှာဘူးလားဒီမိန်းကလေးကတော့ပီဇာမှာရင်းနဲ့ပဲသူ့ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်ဒါဟာတာတစ်ခုမဟုတ်ပဲနဲ့တကယ်ကိုထိတ်လန့်စရာကောင်းတဲ့ဖြစ်ရမှန်ဇလန်တစ်ခုပါ 911. I would like to order a pizza. You called 911 to order a pizza? Yeah. This is the wrong number to call for a pizza. No. You're not. I'm getting you now. အဲ့ဒီချိန်မှာ dispatcher ကတခုခုမှားနေပြီဆိုတော့ရေးမိသွားပါတယ်မိန်းကလေးရဲ့အတန်ကတုံရင်ပြီးတော့ဘေးနားမှာတစုံတစ်ယောက်ရှိနေတယ်လို့ဖြစ်နေတာပါ What apartment? Is the other guy still there? Yep. I need a large pizza. All right. How about medical? You need medical? No, with pepperoni. All right. We'll get him going. Thank you. dispatcher ကချက်ချင်းပဲအခြေအနေကိုနားလည်လိုက်ပြီးဖုန်းလိုင်းကိုမချဘဲနဲ့ရဲတွေကိုလိပ်စာအတိုင်းလွှတ်လိုက်ပါတယ်မိန်းကလေးကတော့ပီဇာမှားနေတယ်လို့ဟန်ဆောင်ပြီးအိမ်တွင်းအကြမ်းဖက်သမားတွေကိုလှည့်စားထားနိုင်ခဲ့ပါတယ် Turn your sirens off before you get there. Caller ordered a pizza and agreed with everything I said that there was domestic violence going on. မိန်းကလေးရဲ့ပါနေမှုကြောင့်ရဲတွေအချိန်မီရောက်လာပြီးတော့သူ့ကိုကယ်တင်နိုင်ခဲ့ပါတယ်တင်ကောတကယ်လို့အရေးပေါ်အခြေအနေမှာစကားပြောလို့မရရင်ဘယ်လိုနီးလန့်နဲ့အကူအညီတောင်းမလဲ